ဖယားအလောင်းတော်သည်စွန့်ပုံပေးပြီလေသောခါနေရင်စရာမြင်နေရှိသောအင်းရင်တော်မှာနေတတ်တော်မူကားကာယတတာတတိဘာဝနာတရားကိုပွားများတော်မူရှာတရားပြန်မှာနရေဝပေါင်းတို့စီမံဖန်ဆင်းအပ်သည့်နလန်မဖြစ်မဟာဘောရီပင်ရှိရာအလောင်းတော်ကြွတော်မူလာလက်ခီမသူထရာအမည်ရှိတယ်မြတ်ထမ်းသမားကလူတော်မြတ်ရှိစုပ်ကိုဂိုင်တော်မူကားမဟာဝရီဝင်းတို့အလောင်းတော်ကြီးရောက်တော်မူသောအခါဘာဝနာတရားကိုပွားများတော်မူရှာတရားပြမနရေဝပေါင်းတို့စီမံဖန်ဆင်းအပ်သည့်နလန်မဖြစ်မဟာဗောဓိပင်ရှိရာအလောင်းတော်ကြွတော်မူကားလက်ခီမသူတရားမြည်ရှိတယ်မြတ်ထမ်းသမားကလူတော်မြတ်ရှိစုပ်ကိုဂိုင်တော်မူကားမဟာဗောဓိပင်တို့အလောင်းတော်ကြီးရောက်တော်မူသောအခါရှိစုပ်ကိုဂိုင်းငါကျေပြန်တော့လား14တောင်ကျေဟောမာတဲ့အပရာဇိတပလင်ကြီးပေါ်ပါဘူးလားဒီပလင်ထဝဲဝဲခွေနေတော်မူတာငါသည်ဘုရားမဖြစ်သမျှဤနေရာမှမထားပြီဘူးသတုရင်ငါဝရိယဖြစ်ဒိဋ္ဌံပြုနေတော်မူတာပုပ္ပေနိဝါဒညာညဥ်ယမရတော်မူရှာဒိဗ္ဗစကုဉာဏ်ကိုရတာတန်ကောင်းယမဖြူမောက်လျံမိုးတော်ရကြပြန်တော့တပြေညုတရွှေဉာဏ်ရလာလောကသုံးပါးထွတ်ထိပ်ဖြစ်သို့ရောက်တော်မူတာနေကဇာတိတန်ကာရံဥရံကိုကျူရှာရှိစုပ်ကိုဂိုင်းငါကျေပြန်တော့လား14တောင်ကျေဝေါ်ပါတဲ့အပရာဇိတပလင်ကြီးပေါ်ပါဘူးလားဒီပလင်ထဝဲဝဲခွေနေတော်မူတာငါသည်ဘုရားမဖြစ်သမျှဤနေရာမှမထားပြီသတုရင်ငါဝရိယဖြစ်အတိတ်တံပြုနေတော်မူတာ
ပုပ်ဝေနိဝါဒယံညဥယမရတော်မူရှာဒိဗ္ဗစကုဉဏ်ကိုရတာတန်ငောင်းယမပြူမောင်လျာမိုးတော်ရဲ့ကြောင်ရံတော်တပြေညုတရွှေဉဏ်ရလာလောကသုံးပါးတတိဖြစ်တော့ရောက်တော်မူလာနေကဇာတိတန်တာရံ